စီရီဥဆောင်မှုကိုကျွန်တော်ပြောချင်တာစီရီဥဆောင်မှုကအခုတော်တော်မှားနေပြီလမ်းကြောင်းမမှန်တော့ဘူးဘယ်လိုဥဆောင်တယ်လဲဆိုရင်တော့စကားစကိုချေမှုန်းဖို့အမြင့်ပြတ်ချေမှုန်းဖို့ဆိုပြီးတော့မှပတ်သက်ပဲပြောတယ်အဲ့ဒါကိုအချင်းချင်းချေမှုန်းတာတော့ထားလိုက်အဲ့ဒါရိုင်းတယ်ကိုအချင်းချင်းအထင်ကြီးအောင်ကိုအချင်းချင်းရှိန်အောင်ကိုအချင်းချင်းကြောက်သွားအောင်စီရီကိုဥဆောင်နေကြတာဘသူတွေကစီရီဥဆောင်နေတယ်လေတေချာစဉ်းစားကျွန်တော်ကစီရီကိုဥဆောင်နေတဲ့သူမဟုတ်ဘူးကျွန်တော်နိုင်ငံကြီးကိုဥဆောင်နေတဲ့သူဖြစ်တယ်ကျွန်တော်နိုင်ငံကြီးရောက်တဲ့ချိန်ကျတော့ကိုဟာကိုလည်းဝေဖန်ရမှာဖြစ်ပါစီရီကိုဥဆောင်တဲ့သူတွေကအဆမှာကတော့ရှင်းတယ်ဘလို့လာကြလဲတော့မသိဘူးဆိုတော့တရေတီတာကလည်းမှားသွားသလားလို့အဲ့ဒီစီရီဥဆောင်တဲ့ပိုင်းမှာဆိုတော့အခုတော့ဥဆောင်ရင်နဲ့စကားစဖက်ကိုငါစေစာခိုင်နှုံးပဲဥတီသွားတယ်ငါစေစာခိုင်နှုံးကကိုယ်အချင်းချင်းချဖို့ကိုယ်အချင်းချင်းလှုပ်ဖို့ပဲစီးကိုဥဆောင်ကြတာဆိုတော့ကြည့်ပါလားဥဆောင်မှုမကောင်းတဲ့အတွက်စီးဥဆောင်တဲ့ကောင်းဆောင်တွေ CDF ဥက္ကဋ္ဌဆိုတဲ့သူတွေ CDF အထွေထွေတွင်းမှု CDF စီဦးစီထုတ် CDF တမဟာမှုသူတို့တောင်းခံရမှာခင်ဗျားတို့တောင်းခံရမယ်နော်မခံလို့မရဘူးဆိုတော့အစမှာကတော့စကားစကိုတိုက်ဖို့လို့တော့နောက်ဆုံးကြတော့ဘာဖြစ်လာတယ်လဲဆိုရင်တော့အချင်းချင်းအာနာလူပွေးတွေငွေကြေးမတမာမှုတွေနောက်ပြီးတော့မှဗာလဲယောက်ျားမိန်းမဖောက်ပြန်မှုတွေတော်ကျူးလွန်လာကြတာကိုကျွန်တော်တွေ့ရတယ်ဒါအမနာစတန်နောက်ပြီးတော့မှအရက်အလွန်ကျွံတောက်တာတွေအပျော်ပလိုက်စားတာတွေနော်နောက်ဆုံးပြောမယ်ဆိုရင်တော့ဖဲကစားတာတွေထိအဲ့ဒါလှုပ်လာတာကိုကျွန်တော်တို့ကတွေ့ရမှာဖြစ်ပါဆိုတော့ CC ရော CB ရောအဲ့လေပုံစံရှိမလားမရှိဘူးလားဒါစဉ်းစားကျွန်တော်ထင်တယ်ဖျားသခင်ကကျွန်တော်တို့အပေါ်မှာဝမတာတော့ဘူးမကျေနပ်တော့ဘူးအဲ့ဒါကြောင့်ဒီအဆင့်ရောက်တာဘသူစီမတောင်းရှိလဲစီရီဥဆောင်တဲ့အဲ့တော့အဲ့ဒါကြောင့်အခုကတော့ကျွန်တော်တို့ယူတာနဲ့စကားစကိုတိုက်တဲ့သူတွေတိုက်ခဲ့တဲ့သူတွေအခုတိုက်နေတဲ့သူတွေကစိတ်ဓာတ်ကြတာဥဆောင်တဲ့သူတွေကမှအကျင့်စာရိတ္တမကောင်းတာတော့အာနာမင်းမောတာတော့တောက်စားတာတော့ဘာတော့ညာတော့ကရှိတဲ့ခါကျတော့အားလုံးတော့ဆိုလိုတာမဟုတ်ဘူးနော်တချို့ကိုဆိုလိုနေတာဟုတ်ပြီအဲ့တော့အဲ့လိုမျိုးနဲ့ခင်ဗျားတို့ကျွန်တော်တို့ရေဘောတသားလေးတွေတကယ်ယူသားတဲ့စစ်တိုက်တဲ့သူတွေနေချင်းမလားဒါစဉ်းစားရမယ်နေချင်းမလားမနေချင်းဘူးဆိုတော့တိုက်ရင်ကဇောကြလာတယ်ဒါတစ်ပိုင်းပြီးရင်ထုံးစာအတိုင်းလင်းနဲ့ကင်စစ်ရေးဥဆောင်မှုကတော်တော်ခက်တယ်ခက်တဲ့အတွက်ကြာလာရင်လွေမှာမဟုတ်ဘူး CDF တွေတန်တရာဆိုရတယ်CDF လေးတွေကလွေမှာမဟုတ်ဘူးတော့တိုက်ရင်ကဇောကြလာတယ်ဒါထုံးစာပါကျွန်တော်တို့ခင်ဗျားတို့ဖားတာလဲပါဝင်တယ်လို့ထုံးစာအတိုင်းလင်းနှစ်ကျော်ဖြစ်လာတဲ့ခါကျတော့တက်ဆိုတာကြီးမားမားအဖွဲ့အစည်းကပဲဥဆောင်မှတက်ခိုင်မာတာဒေတန်တရအဆင့်လောက်နဲ့ CDF အဆင့်လောက်နဲ့တက်ကွာချက်ကြီးဥဆောင်လို့မရဘူးအဲ့ဒါတစ်ပိုင်းနောက်ပြီးတော့မှထောက်ပံ့တဲ့သူတွေကလည်းပဲသူတို့ကိုယ်တိုင်ကဆင်းရဲလာတာငွေကြေးခက်ကြုံလာတာရဲ့အားမပေးချင်တာတော့ရဲ့အားမပေးချင်တာလည်းပဲကျွန်တော်တို့ကောင်းဆောင်တွေကမကောင်းလို့ပေါ့အားမရလို့ပေါ့အချင်းချင်းပဲလို့ဖြစ်နေတော့အဲ့ဒါကြောင့်ကျွန်တော်ငွေကြေးလေးကြော့ပါလာတယ်ငွေကြေးလေးကောင်းဆောင်မှုကလည်းအစင်မပြေတော့ဘူးဆိုရင်တော့တိုက်ရင်ကတော့ဇော့လာတာဆိုတော့ကြာလာတာနဲ့အမျှprofessional army မဟုတ်တဲ့အတွက်သူတို့စကားစကိုတော်လှန်ခြင်းနဲ့စိတ်တလေးနဲ့ခဏလဲ emotion လေးအများကြီးပါတယ်စိတ်ခံစားချက်နဲ့လည်းအများကြီးပါတယ်အဲ့ဒါကြောင့်အခုကျွန်တော်တို့တက်တွေကဇော့လာတာကဲဇော့လာပြီဆိုရင်တော့တို့စီဘလို့ဥဆောင်လာကြတယ်လဲဆိုရင်တော့ဘလို့စီယုံလာကြတယ်လဲဆိုရင်တော့ကဲစစ်စစ်နှစ်ကနဲ့55နှစ်အထိစင်ဖို့မထမနေရဆိုပြီးတော့တင်တာနေပြေးလာကြတာသူခင်ဗျားတို့တင်တာမဲဆင်းတယ်အတုံးပြုလို့ရမှာမဟုတ်ဘူး online ပေါ်မှာဟာသူတို့အဖွဲ့တွေကတော့တင်တာအဲ့လောက်ပြီးတယ်ဆိုပြီးတော့မှအဲ့ဒါ for show လို့ပဲအဲ့ဒါအထင်ကြီးအောင်ပြတ်တရုံပဲရှိနေအတုံးပြုလို့ရမှာမဟုတ်ဘူးဆိုတော့တချို့ကတော့
ကျွန်တော်ဒီသူတွေကတချို့ကတော့ခဲသူတို့တိုက်ရမယ်စကားစကိုတိုက်ဖို့မရှိုံတော့ဘူးသူတို့ကိုတိုက်ရမယ်အိန္ဒိနာချင်းဒီကိုအချင်းဒီကိုတိုက်ရမယ်တဲ့အဲ့ဒါကြောင့်အင်ယာစီမှာပဲငါတို့ကြောက်မှာတဲ့ဆိုတော့အဲ့လိုမျိုးနဲ့ပြည်သူလူထုကိုအတင်းအဓမ္မနဲ့အခုကြတော့စစ်ရေးကိုစီယုံလာကြပြီဥဆောင်လာပြီအတင်းအဓမ္မနဲ့စစ်သားစုဆောင်တဲ့ဥစ္စာဒီအတုံးတဲမှာမဟုတ်ဘူးထွက်ပြေးကြမှာအဲ့ဒါအသေးချပဲစံကုန်မြေလေးပဲဖြစ်မှာအဲ့ဒါတွေကကျွန်တော်ပြောချင်တယ်အဲ့တော့စစ်တပ်တစ်ခုကကိုယ်စန္ဒနဲ့နော်ချစ်ချင်းမေတ္တာနဲ့နိုင်ငံချစ်စိတ်နဲ့ချင်းပီချစ်စိတ်နဲ့ဝင်ဖတာလင်းအတုံးပြူတာအတုံးတက်တာအဲ့တော့ကျွန်တော်one day ဆရာကောင်းတာကတော့အစကရေကကျွန်တော်တို့ထောင်လုံးကတက်ကြွကြွနဲ့ယူတာနဲ့စစ်တပ်ထက်ကိုဝင်တဲ့ကျွန်တော်တို့ CDF ထဲကိုဝင်လာတဲ့သူတွေ CNA ထက်ကိုဝင်လာတဲ့သူတွေတော်တော်များများအသေးပစ်ဆက်ပြီးတော့မှတေကုန်ကြပြီအခုကျွန်တော်တို့နားမှာမရှိနိုင်လို့ဘူးတော်တော်နှမျိုးဆရာကောင်းတယ်နော်ယူသားတဲ့သူတွေတတိရှိတဲ့သူတွေဖြူရှင်တဲ့သူတွေချင်းပီကိုချစ်တဲ့သူတွေကတော်တော်များများတေကုန်ပြီတိုင်းပြည်နဲ့လူမျိုးအတွက်နော်အသက်ဆုံးကုန်ပြီကျွန်တော်ယူကျုံမိရပဲအခုကြံတဲ့သူတွေကတော်အဲ့လိုမျိုးစိတ်သက်ရှိတဲ့သူတွေကနေလာပြီဘာကြောင့်လဲသူစီရီဥဆောင်တဲ့ကောင်းဆောင်တွေရဲ့အားနဲ့ချက်လို့တော့မခေါ်ချင်ဘူးနော်မကောင်းတဲ့တော်တော်များများကတချို့လူတွေကမကောင်းဘူးဒါပွင့်လည်းပြအဲ့ဒါမျိုးတွေနဲ့ဘယ်တော့ခါမှဘုရားသခင်ကလည်းစိတ်ချမ်းသာမှာမဟုတ်ဘူးဆိုတော့အခုစစ်သားစုဆောင်းတာတို့ဘာတို့ကတော်တော်အောက်ကျလာတယ်စကားစနဲ့တူလာပြီပေါ့မြင်းအောင်လှိုင်ကစစ်သားမဝင်ချင်တော့တဲ့အတွက်အတင်းဓမ္မနဲ့မြောက်ထားလေစုဆောင်းငါတို့လေစုဆောင်းအဲ့ဒါမျိုးတော့မဟုတ်တော့ဘူးအဲ့ဒါကြောင့်စီရီဥဆောင်တဲ့အပိုင်းကိုပြန်လည်သုံးသပ်ရမယ်စီရီဥဆောင်တဲ့သူတွေပုဂ္ဂိုလ်ကိုလူတွေလည်းအလေးလှယ်လို့ရမလားအနာယူရမလားအတိရွေးချယ်ရမလားတော့မဟုတ်အကျင့်စာရိတ္တကိုပြင်မလားနောက်ပြီးတော့မှဥဆောင်မှုတွေကိုပြင်မလားတော့မဟုတ်ကိုဟာကိုပြုပြင်ကြမလားအဲ့ဒါတွေမလုပ်ခဲ့နဲ့တော့မရဘူးဆိုတော့အင်အားကတော်တော်ဇော့လာတယ်အဲ့ဒါစီဥဆောင်မှုကတော်တော်အားနည်းလာတယ်နော်မဟုတ်ရင်တော့မရဘူးဆိုတော့စီရီကအားနည်းလာပြီဆိုရင်တော့စစ်တိုက်တာတို့ဘာတို့ကအဲ့ဒါတော့ကျွန်တော်ကတုံ့တက်မှာမဟုတ်တော့ဘူးတော်တော်အားနည်းလာမှာပေါ့တော့အဲ့ဒီမှာကျွန်တော်ကတော့အဲ့ဒါလောက်စိတ်ဓာတ်မကျသေးတာကတော့တခုရှိသေးတယ်တတဦးစီတွေနေပေမဲ့အစီအချင်းနဲ့ကျွန်တော်တို့တွားရမှာငကူကလေးကအများအားပြောတယ် CDF ဒီစိတ်ဓာတ်မကျကြပါနဲ့အစီအချင်းနဲ့တွားမယ်အစီတွေ့မမြိုင်းရင်လည်းပဲပြဿနာမရှိဘူးဘာဖြစ်လို့လဲဆိုတော့တခါလေကျတော့emotion နဲ့လာတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်ဆိုတော့အစီချင်းမရှိဘဲနဲ့အစီတွေ့များပြီးတော့မှထိရောက်မှုကဘာမှမထူးခြားပါဘူးအဲ့ဒါကြောင့်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တဲ့ဥစ္စာကတော့စီရီဥဆောင်မှုမှာတို့စီရီဥဆောင်နေတဲ့နော်ခေါင်းဆောင်တွေတို့စိတ်ဓာတ်လေးတွေကိုပြင်ရအောင်မပြင်ချင်ဘူးဆိုရင်အပြောင်းလဲလုပ်ကြအောင်လူရလေးလှည့်လေးလုပ်ရအောင်